ပဲဆိုယူဆောင်ဝင်တိုက်တဲ့အရာတွေပြီးသွားရင်ကျွန်တော်ဒီ Avada Guardian နဲ့ Objective Battle မှာသူတို့ control မဲ့ဆိုတဲ့အရာတွေကလုံးဝမဖြစ်သွားခဲ့ဘူး Battle တိုင်းမှာ Objective မဆိုင်ခင်ဒီ Roma သွေးလျှော့ခံရတယ် Hero K ပေးခံရတယ်ပြီးသွားရင်ကျွန်တော်ဒီ EXP လေးနာ Frontline တိုးမဲ့ Frontline နှစ်ကောင်လုံးကသွေးလျှော့ခံရတယ် Hero K ပေးရတယ်အဲ့လိုပုံစံတွေဖြစ်နေတာဆိုတော့ဂျေတိုင်းက Objective တွေလက်လွတ်ပြီးတော့ဓာတ်တော့ network တွေတဖြည်းဖြည်းနဲ့ကွာလာတာဒီကတော့ကျွန်တော် blink ရဲ့ Selina ကနေပြီးတော့လောက်ကွက်တွေစထွက်လာရလို့ပဲထင်တာပဲဗျာနော်တော်ပြီလေအဲ့လားဆိုရင်အားမဆိုင်အဓိကတော့ Brazil Arrow တွေတောက်လျှောက်ဆိုသလိုပဲဒါကျွန်တော်တို့တစ်ဖက်မှာရှိနေတဲ့ Intense တို့နော်ကျွန်တော် Stage တို့ Lina တို့တောက်လျှောက်ဆိုတို့သွားပြီးမှန်နေခဲ့ရတာဗျာဒီချိန်မှာဗတဲ့ objective ဗတဲ့တွေမဆိုင်ခင်မှာပဲခုနဟေးဒီပြောလို့မျိုးကျွန်တော် HP short ချခံရတဲ့ကဏ္ဍတွေကတော့အများကြီးကြုံနေရတယ်ခြေတိုင်းဗတဲ့ဆိုင်ရတာအရင်ရောအစင်းတော့မပြေသွားခဲ့ဘူးဒီတစ်ခေါက်ကျွန်တော် game 2မှာတော့ခြေတိုင်းရဲ့ driving phase ကြီးဘယ်လိုမျိုးပုံစံမျိုးတွေတည်လာမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျဒီလောက်အောင်ဒါ first bit ဘယ်လိုမျိုး hero တွေများလွတ်နိုင်လဲတာလာလေးလာတို့လေးလာ Valorant တို့နာတို့အဲ့ဆိုရင်တော့သွားလိုက်တော့နေတုတ်လိုက်တော့ဒါကတော့ personal attack ဖြစ်တာဖြစ်သွားပြီလို့ပြောလို့ရဟောနော်โอเคပါဒါကတော့အခုမြက်ခင်းမြင်ထဲမှာဆိုအိုးလီနာရဲ့ဒါတို့ပြန်မြင်ရပြီနော်သူ့ရဲ့ Valentina ရဲ့ Valentina first pick Latina ကခုနကကျွန်တော်ဒီ first pick YG ဘက်ကရတော့သူတို့ third ban မှာနောက်ဆုံး third ban မှာ3ချိန်မြောက် benefit ကိုသူတို့နေ Latina ထည့်လာတာအဲ့တော့ဒီပွဲမှာလွတ်တယ်ခါရဲယူတယ်ဒီ Latina ကရင်တော့ဆိုလဲကျွန်တော်တွေ့ရတယ်ဗျာ Sora တွေပါ UVY ဆိုရင်တော့မှ EXP ပါဆော့ကြတယ် against တစ်ခုအနေနဲ့ပေါ့နော်ဒီပွဲမှာ Latina က miss ဆော့လဲရတယ်ဒါမှမဟုတ် EXP ဆော့လို့ရတယ်ဆိုတဲ့အခြေအနေတစ်ခုပဲဒါပေမဲ့ခွန်း Latina ဆော့တာတော့တိတ်ပြီးတော့မမြင်ရသလောက်ပဲဗျာဒီနာဗလက်တီနာဖြစ်သွားဖို့အတွက်ပဲများမယ်ဗျာအဓိကတစ်ဖက်ကနေပြီးတော့ရန်ကုန်ဂလာဒီကိုစ်ဘက်ကနေပြီးတော့ထွက်လာမယ် spare ကြီးမားမားတွေကိုပြန်ပြီးတော့ကြိုပြီးတော့ဒါထောက်ထားရဲဆိုတဲ့ပုံစံမျိုးပေါ့လေအဓိကကျွန်တော်တို့ရန်ကုန်ဂလာဒီကိုစ်ကနေပြီးတော့ငကိုရဲဟိုကဘယ်လိုမျိုးကျွန်တော် game number 2မှာ draft intense ထွက်လာမယ်ဆိုတဲ့ပုံစံမျိုးကတော့ရှိလိမ့်မယ်ဒါပေမဲ့ဒီအချိန်မှာ first base အနေနဲ့ဗလက်တီနာထောက်လိုက်တဲ့အချိန်မှာနည်းနည်းလေးဇဝေဇဝါများဖြစ်သွားမလားဆိုတဲ့ပုံစံမျိုးပေါ့လေဆိုလို့ရှိရင်ခိုင်စီကလည်းဟိုမှာ if ကိုထုတ်လာတယ်ဒါအပြင်ဒါတို့ဒီ han နဲ့ Conivia ကြီးတော့ပြန်ပြီးတော့မြင်ရတော့မယ်ထင်တယ်ပေါ့နော်သူ့အနေနဲ့ဒီ Conivia ကတော်တော်လေးကို pick နေရဲ့ hero လို့လည်းပြောလို့ရတယ်ဒါအပြင် performance လည်းထွက်နေတာဆိုတော့ဟိုဘက်ကပေါ့နော်နည်းလေးပုတ်ပြီးတော့သတိထားရမယ်ဒါအပြင် Lina ရဲ့ဒီ Ultimate ကဒါတို့ Conivia ပေါ်မှာပေါ့မတက်ရောက်မှုမကြပါဘူးဆိုရဲပုံစံမျိုးသွားကြရပေါ့နော်ဒီဘက်ကလည်းတရားအနေနဲ့ပေါ့နော် Valentina ကိုတမင်သက်များလှုပ်ပေးထားတာလို့ပြောလို့ရတယ်သူတို့မဘန်းတာကိုပို့ပြီးတော့တေချာလောက်မဲ့ဒီအရာတွေပဲလည်းသူတို့နဲ့ဘန်းတာကိုဒါအနေနဲ့မြင်မိရပေါ့နော်ကျွန်တော်ဒါပေမဲ့ဒီ Conivia က YG ဖြစ်နေလို့ဗျာနော်ကျွန်တော်ဒါ Roma လို့ဒီ Jungle လို့ပဲသတ်မှတ်လို့ကမရပြန်အောင်သူတို့ Blink ကလည်းခါကြီးရင်ဆော့သေးရခုနကလည်းအဲ့လိုမျိုး hero တွေပါ trade ပြီးတော့နော်လဲပြီးတော့ဆော့ပြသွားတဲ့အရာတွေအဲ့လားတွေကြောင့်လဲဒီဘက်က J တိုင်းဘက်က RC ကတော့တော်တော်လေးစဉ်းစားနေရတယ်ဗျာ second page နဲ့ third page မှာသူတို့ဒီ Leomot လိုချင်နေသေးတယ်သို့တော်လည်း Leomot benefit တွေရောက်နေတာဆိုတော့ဒီ Suyo လေးပဲဆက်လက်ပြီးတော့သုံးနိုင်ရဗျာဒါကတော့ Conivia အနေနဲ့ Violence ကဖို့အတွက် migration ခုံတဲ့အခါမှာဒီ Suyo ကသူ့ရဲ့ဒီ Blazers Evacuator တွေအဲ့နှစ်ခုနဲ့ Blink ချောင်ပြီးတော့သွားလို့ရတယ်ပြီးတော့ကျွန်တော်ဒီ Herrick ထုတ်လာတဲ့အခါမှာလေဒီ Herrick က Purify နဲ့ဆော့မှာဗျာဒါပေမဲ့ Herrick ကော Suyo ကော Valentina ၃កောင်လုံးထိန်းဖို့အတွက်ဒီဘက်ကနေပြီးတော့နောက်ဆုံး tag pit တစ်ခုကရင်းရဲ့ 4BS စိတ်ထဲမှာတွေးနေတဲ့ EXP ကလွတ်နေတယ်လို့ဒီ tag pit မှာကတော့ 4BS ကြီးထွက်လာမလားတော့မသိဘူးပေါ့လေလို့တွေးနေတော့မှရှိသေးတယ်တကယ်ပဲထွက်လာခဲ့တာဗျာတစ်ဖက်မှာတော့ကျွန်တော် Herrick နဲ့ Suyu နဲ့ကိုနှစ်ယောက်ပြိုင်လူပြလိုက်တာနည်းနည်းလေးစောသွားသလားလို့မှန်ပဲဒါပေမဲ့အဲ့နေရာမှာကျွန်တော်ဒီမပြအောင်ဆိုလေတစ်ဖက်ကယူသွားနိုင်တယ်ဗျာနော် Conivia နဲ့အဲ့လိုမျိုး Suyo Herrick ကတော့ယူနိုင်မှာမလားပေါ့လေHerrick ကတော့ဟုတ်တယ် Herrick ကတော့ကျွန်တော်ဒီတိတ်ပြီးတော့ယူမှာတော့မလွယ်တော့ဘာလို့ဆိုတော့ Magic Damage တအားများသွားနိုင်တယ် Magic Damage ကဒီ Eve ကွန် Conivia ဆိုရင်တော့ဒါပေမဲ့ Suyo နဲ့အဲ့လိုမျိုးတွဲမယ်ဆိုတွဲလို့ရတယ်တချို့ပွဲကျွန်တော်တွေ့ရတယ် Conivia အုပ်တာနဲ့ Suyo ကတော့ Blazer နဲ့ဝင်ပြီးတော့ Hero Kick ယူတာဒါမျိုးလေးရှိရဗျာကဲ Intense ရဲ့ဒါ hero လေးလွတ်ထွက်နေတဲ့အနေထားတစ်ခုထဲမှာတော့ pick off တစ်ခုတော့လောလောလတ်လတ်ကျွန်တော် mask ကတော့ခွင့်မပြုထားဘူးဗျာ Intense ရဲ့ hero တွေထဲမှာပါတယ်ဒါပေမဲ့လည်းပဲဒါပဒန်းတို့ဘာတို့ကတော့သွားပြီးတော့ကြံနေသေးတယ်ပေါ့လေအဲ့တော့ J တိုင်းအနေနဲ့သူတို့ရဲ့ 4 ban main အနေနဲ့ကတော့ဘယ် hero လေးများထပ်ပြီး ban သွားမလဲဆိုတော့ကြည့်ရမယ် Blink ရဲ့ hero ကတော့ပိတ်ဖို့အတွက်လိုအပ်နေသေးရဗျာခါလီယာကကျွန်တော် YG ဘက်ကပြစ်မယ်ထင်တာဗျာဒါပေမဲ့သူတို့ကိုယ်တိုင်တော့ပြန်ပြီးတော့ဘန်ဝါတွေ့ရတယ်ဘာလို့ဆိုခါလီယာဆွဲခေါ်လာရင် Violence ကမယ်ဒါမှမဟုတ်လေကျွန်တော်ဒီဘက်ကကျွန်တော် EF ရဲ့ real modification နဲ့ခံချမယ်အဲ့လိုပုံစံလေးကိုတော့ကျွန်တော်အနေနဲ့မြင်တွေ့ရမယ်လို့ထင်တာသို့တော်လည်း benefit တွေရောက်သွားဆိုတော့ pick out ထဲမှာချောင်းတစ်ကောင်လောက်တော့ကြံအောင်မယ်ပြီးသွားရင်ကျွန်တော် index ကရှေ့မှာကျွန်တော်ဒီ new bone ဘာလို့တော့ကလဲသူအဲ့လိုမျိုးဒီပဒန်းတွေပါနေဆော့ရဗျာ flanking တော်တော်လေးကောင်းနေတယ်မှာပါတယ်ကွာပဒန်း index ပဒန်းဆိုတာခွဲခြားလို့မရတဲ့ hero ထဲမှာတော့သူ့ရဲ့ signature hero ထဲမှာတော့ပါတယ်ဗျာအဲ့တော့ index ကိုတကယ်ပဲကျွန်တော်တို့ဒီပွဲစဉ်မှာပဒန်းအနေနဲ့ဆက်လက်ပြီးတော့အသုံးပြုလာမလားဆိုတော့ကြည့်ရမယ် less benefit အနေနဲ့ကတော့ရန်ကုန် Gladys လပူတော့ ban ထားရတယ်ဗျာလာပူပေါ့လေနော်လာပူအနေနဲ့ပြန်လဲပြီးတော့ထွက်လာခဲ့မယ်ဆိုရင်တော့အဓိကခိုင်စီတို့ဘာလို့တော့ကနည်းနည်းလေး space ရှာတာခက်ခဲသွားလိမ့်မယ်ဗျာ position တည်ရတာခက်ခဲသွားလိမ့်မယ်ပြီးတော့စန်ဂျီအနေနဲ့ထွက်လာ
လာမယ် hero တစ်ခေါက်လည်းကြံနေသေးတယ်ဗျ goal lane နာလွတ်ထွက်နေရအများကြီးပဲနော် goal lane ထဲမှာ Granger တွေပါလည်းရှိမယ်ဗျာဒါပေမဲ့ကျွန်တော် Granger ဖြစ်ပါမလား Harry ကြီးထုတ်ထားဆိုတော့လေ Granger ကတော့မဖြစ်နိုင်တော့ဒါပေမဲ့သူတို့တွဲလုံးလေးကိုပြောကြည့်တာလေကိုနီဗီယာအုပ်ရင် Granger အနောက်ကနေ follow up follow ယူမယ် hero ကောင်ကတော့အသက်ပြောက်ပဲဗျာဒါပေမဲ့ကျွန်တော်တစ်ဖက်က beautify နဲ့ထွက်လာမယ်ဒီ Harry ကိုတော့အားဒီပိုင်းမှာတိုင်မှုအတွက်တော်လေးရောခက်တယ်အဲ့တော့တစ်ဖက်ကဒီ J တိုင်းဘက်က pick ရမယ့် hero တွေဒီ EXP lane နဲ့Roma ကျန်မယ်ဒီကတော့ front line ဗျာဒီ front line မှာတစ်ဖက်ကပေးရမယ့် magical outpush တွေပြီးရင်ဒီ 4PS ကြော်လာမယ့်အရာတွေသူတို့ဘယ်လို handle ရမလဲ haircut တစ်ကောင်ကတော့ ban နိုင်ပြီ dangerous grass ဖြစ်တယ်ဆိုတဲ့အလျောက် blink ရဲ့ hero ကိုလည်းဒါ hide ထားတယ်ဆိုတဲ့အလျောက်ကတော့ haircut တစ်ကောင်ကတော့ RC အနေနဲ့ကောင်းကောင်းကြီးသတိတော့ထားလိုက်တယ်အဲ့တော့ mass ဘယ်လိုမျိုးတံပြန်လောက်ကွက် hero pick တွေများထုတ်ပြမလဲဆိုတော့ကြည့်ရမယ် Sanji hero အရင်ထုတ်မယ်နဲ့တူတယ်ဗျာနော်တစ်ဖက်မှာ CU ကထုတ်ထားပြီးသားဆိုတော့ Han hero ကိုတော့ hide ထားလောက်မယ်နဲ့တူတယ်ဒီအချိန်မှာဘာလွတ်ထွက်နေသေးလဲဆိုတော့ကျွန်တော် Leon တော့မရှိဘူးဆိုရင် fair rain တစ်ကောင်လောက်ကတော့ကောင်းကောင်းကြီးတော့ကျန်နေပါသေးတယ်ဒါပေမဲ့ Han ကလည်းခုနကဖြစ်ကောင်းဖြစ်သွားနိုင်တယ်ရင်အနေနဲ့ဘယ်နဲ့တတာတို့ဘာလို့ထွက်လာတာလဲဖြစ်နိုင်တယ်ပေါ့လေ Darkway နဲ့ကျွန်တော်ဒါ Conivia ရဲ့ Violent Death ကလည်းတွဲလို့ရသေးရဲ့ဗျာဒါပြုံမှာ manipulation နဲ့ရောက်နေတဲ့ကောင်တွေအကုန်လုံးကိုလိုက်ပြီးတော့ဒီ damage တွေပေးလို့ရရဆိုတဲ့အချိန်นี้ဒါပေမဲ့ Massman လေးကိုတော့သူတို့ဒီ Curry ကိုပဲရွေးချယ်သွားတယ်အဲ့တော့ကျွန်တော်ဒီ Cloud က benefit တွေရောက်သွားပြီ Curry Cloud match တစ်ခုတော့မဟုတ်ဘူး Harry left ထုတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီ Roma ဘိုင်းနေပြီးသွားရင် front liner ဘိုင်းတွေမှာဒီ Curry ရဲ့ true damage ကိုခံနိုင်ရှိဖို့အတွက်ကတော့တော်တော်လေးတော့စဉ်းစားရတော့မယ်Hylos Revitalize နဲ့တော့ရှိတယ်ဒါပေမဲ့ Hylos နဲ့တွဲဖို့ဆိုရင်တော့တော်တော်လေးကိုတော့ခက်ခဲသွားလိမ့်မယ်တေချာဘောက်ကိုတော့ pick off တကောင်နဲ့ကိုပြန်ပြီးတော့ team ကိုရမှာဗျအဲ့လိုပဲစဉ်းစားမိရပေါ့လေဒါပေမဲ့ pick off တွဲဖို့ကြတော့လေဒီအချိန်မှာ6နဲ့နောက်ထပ်ကျွန်တော် out hero တွေက out draft matter တွေကပြန်ပြီးစဉ်းစားကြည့်မယ်ဆိုကာဂျာနဲ့ pick off ထိမှာတော့ဒါပဲရှိမယ်ဗျနော်ဆိုကာဂျာလေးတော့မစိုးဒါပေမဲ့သူတို့အဲ့လိုမျိုး Harry ကိုနဲလေးရှိတွေပိုင်းနဲ့ဒါထူထောင်လေးဖြစ်သွားချင်တော့ Minotaur တွေပိုင်းပစ်ပြီးတော့နော်ကျွန်တော်နောက်ထပ်ဒီ Flower the Oasis နဲ့စော်မလားပေါ့လေ Tiger တွေပိုင်းလည်းရှိသေးရဲ့ဗျRoma ဘိုင်းမှာတော့ကျွန်တော်ဒီမြန်မာစစရှိပါတယ် AOE Crown Control ထဲမှာဆိုရင်လည်းကျွန်တော်ပစ်လို့ရနေချင်းဒါပေမဲ့သူတို့ကတော့ Grog လေးပဲရွေးချယ်ပြီးသုံးသွားပြီ Grog Platina တွဲလုံးမှာဒီ Alice အဲ့တော့ကျွန်တော်သူတို့မှာ physical damage ကစူးရောပဲရှိတော့ဗျဟုတ်တယ်grow လေးတော့ထက်ထွက်လို့ရပါတယ် grow တော်တော်နဲ့ chat လေးနဲ့ကတော့7 point တပုံလောက်ကတော့ damage လေးတော့ပါပါလေးရပေါ့လေနော် mighty swing လေးပါလေးနဲ့ early game မှာပြန်ပြီးတော့ကြီးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ crit mega crit ကိုရှင်ပြီးတော့ရှင်းတဲ့အချိန်မှာဘယ်တင်ကပို့ပြီးတော့တာလောက်မယ်ထင်တယ်ဒါပေမဲ့ဒါတော့ Roma ပေါ်မူတည်ပါလိမ့်မယ်နဲ့တူတယ်ဟုတ်တယ် Grog နဲ့ Platina နှစ်ယောက်ပေါင်းပြီးတော့ရှင်းရမယ့်ခါမှာ Medina ကျွန်တော်ခုနကတော့မှကျွန်တော်ပြောလိုက်သေးတယ်ဗျဘလင်းကကျွန်တော်လောက်နီးနီးပဲဗျ Roma ကိုင်းနေဆိုပေမဲ့ကျွန်တော် Hero ကတော်တော်ကျဲတယ်တော်ညာဝင်သွားသေးတယ်နော်အဲ့တော့ Medina နဲ့ပဲပြန်ပြီးတော့ထောက်ထားတယ်လောက်ကွက်လေးကတော့မစိုးဘူးဗျ Medina ရဲ့ side လေး eagle guide win တွေကြားထဲကနေပြီးတော့ရင်နဲ့ဟန်ရဲ့လောက်ကွက်လေးကကောင်းကောင်းကြီးထွက်လာလိမ့်မယ်အပြင်မှာ Sanji အနေနဲ့ဂျာညက်သွားမယ်ဆိုရင် okay Wall တွေပါညက်သွားမယ်ဆိုရင်တော့သူတို့အနေနဲ့ဒါ guide win နဲ့ပြန်ပြီးတော့ခေါ်လို့ရသေးတယ် Medina pick ကတော့ ground နဲ့ Alice အတွက်ကတော့တကယ်လို့နိုင်မဲပဲဗျကျွန်တော်ခေါင်းထဲမှာ memory တစ်ခုပေါ်လာတယ်ဗျအဲ့ဒီ Medina Gunivia တွဲလုံးကကျွန်တော်ဟိုးရင်တော့ Metis မှာ Ziti နဲ့ကန်ဆော့သွားတာမှတ်မိလားWow Medina က guide win နဲ့ခေါ်ပြီးတော့ cycle လေးကပတ်ပြီးတော့အကုန်လုံးဖြတ်တိုက်သွားတဲ့အချိန်မှာလေးပေါ်တက်သွားတဲ့ကောင်တွေအကုန်လုံး violent တက်ရင်လည်းဖြတ်ကသွားတာ Guniviaဒါမျိုးလောက်ွက်လေးများမြင်တွေ့ရမလားပေါ့လေဒါမျိုးမြင်တွေ့ရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်နှစ်ကြတဲ့ game number 2တော့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဒီအချိန်မှာတော့ J တိုင်းခြေတလန်းဥဆောင်နေရဆိုရဲရောင် Gladiators ကိုတော့ bounce back အရာတစ်ခုကိုကျင်းနေပေါက်ပြတ်သားရမယ်ဆိုတဲ့အတွက်ကြောင့်ဒီ game number 2ဒီသူတို့အတွက်ကတော့တကယ်အရေးကြီးနေရတဲ့အတူပဲဘယ်အသင်းရပဲ game number 2မှာအနိုင်ယူရမလဲဆိုတော့လက်တော့ down ထဲမှာအားလုံးနဲ့အတူတူပဲကြည့်ရှုရတော့မှာပဲဖြစ်ပါတယ် Mobile Legends Batman Super League regular season week 1ရဲ့ day number 3နောက်ဆုံးအပိတ်ပွဲစဉ် match of the day Philippine coach Faza Philippine coach ရဲ့ပွဲစဉ်ရဲ့ game number 2ဗျာလက်ရှိ game 1နိုင်ရရှိရတဲ့ 1GR ခြေတလန်းတာနေရဆိုတဲ့အရာမှာနောက်ဆုံးပွဲစဉ်မဖြစ်သွားဖို့အတွက် J တိုင်းအနေနဲ့ game number 2ကိုအနိုင်ရရှိဖို့အတွက်လိုအပ်နေတဲ့အရာ let out down ကိုရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်။ Early game time မှာ objective 5တွေကတော်တော်လေးကိုတော့အရေးကြီးရဗျာ။နှစ်သင်းလုံးနေနဲ့ဒီရောက် focus မှရမယ်။လောလောဆယ် jungle pattern ရကြည့်မယ်ဆိုရင်ဟမ်တော်တော်လေးကိုမြန်တဲ့အပိုင်းခြားထဲမှာတော့ရှိရဗျာ။အဲ့တော့ rotation က Young Gladiators back မှာတော့သွားပြီးတော့ခေါင်းတစ်လုံးကတော့သွားပြီးတာမယ်။အဲ့တော့ J တိုင်းအနေနဲ့ဒီအရာတွေကိုဘယ်လိုမျိုးကျွန်တော်တို့တန်ပြန်မလဲဆိုတာ early time အတွင်းမှာပဲကြည့်ရမယ်။ဟုတ်တယ်။ဆိုတော့လောလောဆယ် Little Winner လေးကိုလာစားဖို့အတွက်ကတော့တော်တော်လေးကိုနောက်ကျနေရဗျာ။အဓိကလည်း Yuri ဒီသူပါပဲစားတာဖြစ်တဲ့ကြောင့်သူ့ရဲ့ rotation ကဒီ Little Winner နဲ့သွားပြီးတော့နီနီကက်ကရှိသွားတယ်ပါတယ်။ Blink ကတော့ vision လာပြီးတော့ဖော်လာတယ်။ဒီ vision ကြောင့်ပဲသူဒီဘာမှမလုပ်ဘဲနဲ့လည်းပဲ2ထောင်ရသွားပြီဗျာ။အဲ့တော့ Soul Blow နေ guiding way နေလိုက်ပြီးနှောက်လို့ရတဲ့အချိန်မှာပေါ်လမ်းမှာရှိနေခဲ့တဲ့ရင်းကိုတော့သွေးလျှောက်ဖို့ကြိုးစားဒါပေမဲ့ရင်းက free block တာဗျာ။အော်ခွန်ဝင်သွားတော့နည်းနည်းလေးတော့ခြေလမ်းကိုမှားသွားခဲ့တယ်။ဒါပေမဲ့ rely ရှိနေဆိုတဲ့အတွက်ကြောင့်တော့သူ့အနေနဲ့တော့တော်တော်လေးကိုတော့ခံစားသွားခဲ့ရဗျာ။နောက်ကနေပြီး back camp အနေနဲ့ရင်းနဲ့ Blink နဲ့ hand တွေကတော့စတင်ပြီးတော့ရောက်ရှိလာနေပြီ။ဒါပေမဲ့ Alice G ကို flank ဖို့တော့ကတော့ထင်သလောက်တော့မလွယ်ဘူးဗျ
creep block ပါပြီအဲ့တော့ဒီ creep တကောင်စားဖို့တော့ကမလွယ်တော့ဘူးဗျာနော်ကျွန်တော် level 1 flowing blood လေးသုံးပြီးတော့ပဲစားမတော့ရမယ်အဲ့တော့အပေါ်လမ်းမှာလည်းကြိုတင်ပြီးတော့ hand အနေနဲ့စောင့်ဆိုင်နေတော့မယ်ဗျာ level 4မရရှိတဲ့ EXP လေးနဲ့ဆိုင်ရမယ် objective fight အတွက်ကြောင့်ဂျီတိုင်းဒီတာတင်ရဖို့တော့မလွယ်တော့ဘူး ဟုတ်တယ်မင်းမှာတော့ဂျီတိုင်းနေနဲ့အသာစီးရဖို့တော့ကြိုးစားနေတယ်တစ်ဖက်ကနေပြီးလီနာအနေနဲ့သူ့ရဲ့ shade တွေ strike အနေနဲ့ပဲတစ်ဖက်ကနေပြီးရန်ကုန် Gladicos ရဲ့ Michuru pressure တော့ကောင်းကောင်းကြီးတော့ပေးထားသေးတယ်ဒါပေမဲ့ဟန်အိုင်နာမှာစောင့်နေတာတော်လေးတော့စိတ်ရှိတယ်ဗျာနော်ဒီ creep လေးစားရင်လည်းသူက level 4ရအဲ့တော့ဒီ creep ကိုလူနိုင်မှာပဲရမယ်လူနိုင်ရင်တော့ level 4ရသွားပြီဗျာအဲ့တော့တာတင်နားမှာလည်းနီးနီးကက်ကက်ပဲတစ်ဖက်ကစူရောလာရလမ်းကြောင်းတစ်ခုမှလည်းကျွန်တော်ပြန်ပြီးတော့မဲသရာဘာညာရှိနေသေးရဆိုတော့ဝင်လာမယ့်ဟာအကုန်လုံးဟန်တားထားနိုင်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဗျာဒါပေမဲ့ double retreat ဗျာဒီ double retreat တစ်ခုကလည်းတစ်ဖက်ကဒီ Yorizi မှာသွားပြီးရှိနေသေးတယ်ဗျာဒီချက်ကိုတော့မေးထားလို့တော့မရအောင် intense အနေနဲ့ patient လိုက်ပြီးတော့ထောက်ထားပြီးတော့တော်လေးအဆင်ပြေရဆိုမြဲတစ်ဖက်ကနေလည်း blink အနေနဲ့ Yuri ရဲ့ position ကိုလိုက်ပြီးတော့ information တင်ထားပြီး migration violent dance တွေကြားမှာခွန်လုံးဝတော့ဒီမသေးသွားခဲ့ဘူးဗျာဒီနေရာမှာ survive ဖြစ်သွားတာသူတို့အကောင်းဆုံးချက်ပဲဗျာနောက်မှာ ultimate တွေပါပြန်ပြီးတော့သုံးလို့ရတဲ့အခါမှာ target လေးကိုတော့ပြန်ပြီးတော့ခြေတိုင်းဘက်ကဆွဲခေါ်လာသေးတယ်ရင်းအနေနဲ့3ယောက်ကြားထဲမှာဒီ Modified Terror တွေပြန်ပြီးတော့ထောင်းလာတဲ့ Terrify ဖြစ်သွားတဲ့အခါမှာ Video Modification ပြန်ပြီးတော့ back win spine win နဲ့တူပဲပြန်လဲပြီးတော့ fall back သွားရဗျာ lane ရဲ့ဒီကွက်ပဲဗျာနော် guiding win lane နဲ့အတူပဲကျွန်တော်တို့ရင်ကိုတော့ပြန်လဲပြီးတော့ပဲခေါ်သွားခဲ့တယ်ဒီအချက်ကတော့ရန်ကုန် Gladicos အနေနဲ့ battle စိတ်လို့ကိုလို့စီးလို့ဝါလို့ဆိုင်လို့ရတဲ့အချက်ထဲမှာတော့သွားပြီးတော့ရှိနေရဗျာဒါတဲ့ objective ကိုတော့ဘလို့မှတော့ခြေတိုင်းကတ်လို့အတွက်ကတော့မလွယ်တော့ဘူးအဓိကတော့ခွန်အနေနဲ့ကလည်းသူ့အနေနဲ့ timing နဲ့နည်းနည်းလေးလိမ့်နေတဲ့ကာလာထဲမှာတော့ရှိနေတယ်ဆိုတော့လုံးဝ strategy ကတကယ်ကိုကောင်းတာဗျာနော်ကျွန်တော် front line မှာဝင်သွားခဲ့တဲ့ရင်းကိုတခါတည်းမှာအပိုင်သွားပြီးတော့ကယ်ပေးထားသေးတာအဲ့တော့ရင်းအနေနဲ့ကြားရောက်သွားပြီးထင်ခဲ့တာသို့တော်လည်းသူ့ရဲ့ဒီ guiding win နဲ့တူပဲလွမြောက်ခွင့်ရရှိသွားတဲ့အပြင်မှာဒီ target မှာ YG အနေနဲ့တိတ်ပိုက်သွားတယ် game 1နဲ့မတူတဲ့အရာတစ်ခုတည်း Hiroki ရရှိမှုပိုင်းပဲဗျာ Hiroki ရရှိမှုပိုင်းမှာတော်တော်လေးနည်းနေသေးတယ်နှစ်သင်းလုံးပေါ့နော်ဘယ်သူမှမရသေးဘူးအဲ့တော့ goaling gang game ပိုင်းဒီဘာတွေပြန်ပြီးတော့ကြည့်ရမှာဗျာ stick ကတော့သူ့ရဲ့ comfort hero တကောင်ပဲ Harry ရထားဆိုမှလည်း Sanji နဲ့ထင်းရတဲ့အခါမှာရမ်းတော့မလွယ်ဘူးဟုတ်တယ်အဓိကတော့ Sanji ကသူ့ရဲ့ ultimate နဲ့ stage ဘယ်လိုပဲခုန်ပြန်ပြီးတော့မေးမယ်ဆိုရင်တော့မေးလို့တော့ရတယ်ဗျာ stage အဲ့ Sanji ရဲ့ live weed တွေကိုတော့ဘယ်လိုမှတော့ခံနိုင်မှာတော့မဟုတ်ဘူး blink ပြန်ပြီးတော့ guiding win လေးနဲ့ intense ရောက်လာတာကိုတော့ Sanji ရှိကိုတော့ inform ကောင်းကောင်းတော့ပေးထားတယ်ဗျာ mid ကတော့တော်တော်လေးကိုငြိမ်နေတယ်လို့ပြောလို့တော့ရမယ်အဓိကဒီ Broma 2ယောက် ultimate ရလာတဲ့အချိန်ကြာတော့မှ battery ကစတင်ပြီးမြင်တွေ့ရမှာဗျာဆိုတော့တစ်ဖက်က Lina ပြန်ခိုးတာကလည်း real modification ဗျာအဲ့တော့သူလည်း zone image တစ်ကောင်အနေနဲ့ပြန်ပြီးတော့ found ပြောင်းလို့ရတယ်ဗျာအောင်လမ်းမှာတော့ကျွန်တော် lane တွေပါပြန်ပြီးတော့ defensive လုပ်ဖို့တော့ကြိုးစားရမယ် stick အနေနဲ့ကတော့ healing တွေပါလုပ်ပြီးတော့ပဲ base ကနေတစ်ခေါက်ပြန်လေပြီးတော့ဝင်ရောက်လာခဲ့ဆိုမှလည်း EXP laner ပိုင်းခြားရပြန်ကြည့်ရမယ်ဆိုရင် 4BS ကပို့ပြီးတော့ဒီ front line မှာသွားပြီးတော့ရှိနေသေးရဲ့ဗျာ Alice ကင်နာခဲ့တဲ့ Con ဒီ battle မှာသူဒီ front line ကိုပို့ပြီးတော့ဦးစားပေးပြီးဝင်ရမှာသူရဲ့ drone run ကျွန်တော် don't watch gear တွေကတစ်ဖက်မှာရှိနေတဲ့ jungle ကိုလိုက်ပြီးတော့ထင်းရမယ်ဆိုရင်အခန်းကဏ္ဍသို့တော့လေသူ့ရဲ့ဒီ drone run don't watch တွေကြားတွေကပြန်ထုတ်ဖို့အတွက်ကဗလင်းထုတ်ထားပြီးသား hero တကောင်ဖြစ်တဲ့ဒီ Metara ကြီးသွားပါနေရဗျာနှစ်သင်းလုံးကလောလောလတ် early game မှာတော့လုံးဝ goal lane ကိုတော့အထိမခံအောင်ဒါပေမဲ့ဒီအချိန်မှာ intense အနေနဲ့ပေါ်ရောက်တယ်ဆိုရင် information လေးကိုသာရအောင်မယ်ဆိုလို့ရှိရင်တော့ဟန်ကချိန်နေပေါက်ကိုတော့ပြေးတော့ကြည့်နိုင်တယ်ဒါပေမဲ့သူတို့ရဲ့ rotation ကဒီအချိန်မှာတော့အပေါ်လမ်းတော့ပြန်ပြီးတော့ရောက်သွားပြီဗျာဂျေတိုင်းအနေနဲ့ရင်ကိုတောက်လျှောက်ဆိုသူတို့ကြည့်ဖို့ကြိုးစားနေတာရင်းသေးသွားရင်တော့သူတို့ပတေကတော်တော်လေးတောက်အောင်ပါဗျာအဲ့တော့ခုနလိုမျိုးပဲ 3v1 တွေ light ထိန်းနေတဲ့ရင်းကိုတော့မှခံနိုင်မရှိဘူးအဲ့တော့နောက်ပိုင်းတွေမှာဟန်ဝင်ရောက်လာတဲ့ violent dance တွေခိုင်ကြီးတွေကဝင်လာမဲ့ကြော်ဒါ magical outpush တွေဒီຢာတွေကိုတော့လွယ်မှာတော့မဟုတ်ဘူးဗျာ blink က mobility မြန်နေအဲ့တော့ index သွားရ line out တစ်ခုတော့သူလိုက်ပြီးတော့ vision ဖော်ထားသေးတယ်ဆိုတော့ index က gang လုံးလို့မရဘူးဒီတိုင်းပဲအကြီးခံနေရတာဟမ်စိတ်တော့ရှည်နေတယ်တစ်ဖက်ကနေလည်းခွန်အနေနဲ့ကောင်းကောင်းယူနားလေဗျာ drone walk lane နဲ့ပဲ vision လမ်းပြီးတော့စစ်ထားတဲ့ပုံစံမျိုးလေးတော့ရှိတယ်ဒီအချိန်မှာတော့ကျွန်တော်တို့ J တိုင်းအနေနဲ့တော့ target objective နောက်ရဲတနေ့ပဲကတ်လာခဲ့ပြီဗျာတစ်ဖက်ကနေပြီး shade strike တွေကြားနေမှာ blink တော်လေးတော့သွေးတော့ကိုင်းထားသေးတယ် Yuri position တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ Yuri position ကိုဟန်မသိဘူးဆိုတော့အာမခံလို့တော့မရဘူး Mighty Swim တော်တော်လေး chair 3 man combination တွေကြားထဲမှာတော့ J တိုင်းဒီ battle လေးတော့စတင်ပြီးဥဆောင်လိုက်ပြီဗျာ target ကိုပါရသွားတဲ့ပြုံမှာ Hiroki jungle ကိုပါထိုက်ပြီးတော့သိမ့်ပိုက်သွားတယ်ဗျာ index နေနဲ့ကသူ့ရဲ့ဒီသူ့ရဲ့ barricade ဒါပြုံမှာ flicker mighty swing detonic check ဒီလိုမျိုး combo သွားကြတဲ့ခါမှာနောက်ကနေဝင်လာခဲ့တဲ့ Lina ခိုးထားပြီးသား manipulation တစ်ခုကလည်းသွားပြီးတော့ကောင်းသွားခဲ့တယ်ဗျာအဲ့တော့အပေါ်လန်းက creeway တစ်ဝေးကိုကြောင်းထားရဆိုမှလည်းခွန်ချက်ချင်းရောက်ရှိလာခဲ့တဲ့တစ်ဖက်ချင်း EXP Lina ရင်ဖြစ်နေတဲ့အတွက်ကြောင့်တာဝန်တော့မရဘူးဒါပေမဲ့ကျွန်တော် mid moral nelly ပြန်ပြီးတော့ force ထားရဆိုတဲ့ပုံစံ J တိုင်းရတဲ့ခွကောင်းကောင်းယူပြနေတော့မယ်ဗျာဟုတ်တယ်တစ်ဖက်မှာလည်းခွန်လေးနဲ့တော့တောက်လျှောက်ဆိုလို့ဟန်တော့ပြေးပြီးတော့ကြည့်နေဗျာဟန်အတွက်ကတော့ဂျင်းနဲ့ချက်ထဲတော့ရောက်နေတစ်ဖက်ကနေလည်းလီနာအနေနဲ့ backup ပါလိုက်နေတာတစ်ခုမှတော့ဟန်ရောက်တော့ forward ထားသေးတယ်ဗျာ orange buff လေးတော့ရောက်အောင်ယူသွားပါသေးတယ် retribution ပေါက်ပြီးတော့ပဲသူ့ရဲ့ buff play objective လေးတစ်ခုကိုတော့သူပြန်ပြီးတော့ယူထားသေးတယ်ဒါပေမဲ့ Yuri ရောချက်ချင်းဆိုသူပဲပြန်လေးပြီးရောက်လာတယ် power time တစ်ခုဖြစ်တဲ့ကြောင့် retreat ကိုတော့ဒီနေရာမှာ Yuri 3
အဲ့တော့ဂျန်ငယ်ပိုင်းမှာ invading ကတော့စတင်ပြီးတော့လုံနေခဲ့ပြီ index နည်းနည်းလေး position ရတစ်ဖက်က blink သေဆုံးသွားblink နည်းနည်းလေးကျွံသွားဆိုတဲ့အခါတစ်ခုမှာသူဒီကောင်းကောင်းကြီးလုံးပြနေရလို့ပဲပြောရမယ် ဟုတ်ထပ်ပြီးတော့တော်တော်နဲ့ chat 2 man ဖြစ်ပြီးပေးထားသေးရဗျခိုင်စည်းနေနေတော့ zone နဲ့ manipulation ထားတဲ့နေတာတစ်ခုမှာတော့ in store လေးတော့ HP percentage ကတော့လိုပြသွားပြီဗျအဲ့တော့ stage နေနဲ့အဓိကတော့တပိန်လိမ့်လေးလာပြီးတော့ယူတာဒါပေမဲ့လည်းလမ်းကြုံရင်ဗတဲ့ဆိုင်ချင်းဆိုင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအောက်မှာလည်း slash လေးနဲ့ပြေးပြီးထိလိုက်မယ်ဆိုရင်တော့ Samji ပြန်ပြီးတော့ flicker လေးနဲ့ forward ထားပါသေးတယ် Evacuela ပြစ်ဖို့တော့ကြိုးစားတာဟန်ချက်ချင်းသူ့ teammate ကိုတော့ပြန်ပြီးတော့ cover လုပ်ပေးထားပါသေးတယ်3ယောက်လုံးကတော့ပြန်ပြီးတော့ survive ဖြစ်သွားခဲ့ပြီအဲနောက်မှာတော့ကျွန်တော် million ရဲ့ Tyrant တွေကိုချိုးဖို့အတွက်သူတို့ဒီပို့ပြီးတော့ဦးစားပေးလုပ်နေခဲ့တဲ့ J တိုင်းဗျဒီ million ရဲ့ Tyrant ရမှသာသူတို့ရဲ့ဘက်က position ယူရတဲ့အရာတွေကိုကောင်းကောင်းကြီးဝင် dive လုပ်ရမယ်ဆိုတဲ့ပုံစံ blink ကတခါမှမတည်သေးဘူးဒါအပြင်မှာသူရဲ့ first side နဲ့ဒီ flower တဲ့ oasis ဖြစ်နေတဲ့အတွက်ကြောင့်သူ guiding way သုံးပြီးတဲ့ကာလတွေမှာ hero တကောင်တတ်ဖို့အတွက်ဆိုရင်ဒီ shield တစ်ခုကိုသူတို့အနေနဲ့ပြန်ပြီးတော့တတ်မှတော့ရလိမ့်မယ် ဒီချိန်မှာတော့ကျွန်တော် game number 2မှာ J တိုင်းအတွက်ကတော့ objective တွေကိုလိုက်ပြီးတော့ skill အားနေတဲ့ပုံစံမျိုးလေးကိုတွေ့ရရဗျဒီအချက်တွေအရေးကြီးတဲ့အချက်ပဲ J တိုင်းအတွက်ကတော့ tempo လေးပြန်ပြီးတော့ရလာပြီးတော့မြင်တယ်ဒါပေမဲ့သူတို့မေထားလို့မရတာ Samji ရဲ့ timing တစ်ခုတော့ရှိတယ်ဗျနော် Samji ကိုဒီချိန်ထိကောင်းကောင်းမွန် flank နိုင် gun နိုင်တဲ့ပုံစံမျိုးတော့တွေ့ရအောင် migration ပြန်ပြီးတော့ purify နဲ့ Lina forward ထားပါသေးတယ် လုံးဝ safely တော့တကယ်ကိုကျွန်တော်ဒီ purify က migration နဲ့မပေးဘူးဗျ boundless dance နဲ့ပဲပေးလိုက်တာကဲရင်းကတော့လိုက်ပြီးတော့ထိန်းထားသေးတယ် stick ကတော့ nearly ပြန်ပြီးတော့ forward နေတော့မယ် ultimate ကကူးတော့မြန်တယ်ဗျအဲ့တော့ဗတဲ့ပြန်ပြီးတော့ဆိုင်လို့ရပါသေးတယ် ပြန်ပြီးတော့ရင်တောက်လျှောက်ဆိုလို့ stage ကိုပြေးထိန်းထားကြတယ်ကျွန်တော် save and folk dash နေတယ်ပဲရင်တယောက်ကတော့တော်တော်လေးကျွန်းနေ manipulation ဆိုရင် intense နဲ့ပြန်ပြီးတော့ပဲတော်တော် chap တွေချထားရကျွန်တော် hand ရောင်းရုံထွက်မှတော့ရတော့မယ်ဗျ Yuri အတွက်ကတော့ဒီအချိန်မှာတာတဲ့ objective ကို skill 1နဲ့ point crystal ကျွန်တော် Yuri ရောင်းတော့ရှင်တော့တိတ်တောင်းသွားသေးရဆိုရင်ခိုင်းစီလက်ထဲမှာတော့ပြန်ပါခေါ်သွားခဲ့ပြီဗျ no ကြံခဲ့လားဗျ J တိုင်းဘက်က Yuri မရှိတော့ကာလာတစ်ခုမှာတော့ hand နဲ့ဒီ target ပါထပ်မှန်ပြီးတော့တိမ့်ပိုက်သွားပြီဗျတကယ်ကိုဗတဲ့ဆိုင်နဲ့ဆိုတဲ့ပုံစံတစ်ခုမှာလုံးဝ target lock တွေကတကယ်သွားပြီးတော့ကောင်းနေခဲ့တယ်ဗျ YG ဘက်ကခိုင်စီသူပေးတဲ့ magical damage တွေပြီးသွားရင် hand နဲ့သူ့ကိုသူ survive ဖြစ်အောင်ပြန်ပြေးသွားရဆိုတဲ့ migration တွေဒီ AI ကြားထဲမှာ live finishing လုပ်ဖို့အတွက် state ဒီဝင်ရောက်လို့မရအောင်ဆိုတဲ့ပြဿနာသွားဖြစ်တယ်ဗျ Sanji online မှာရှိနေ first town ကိုပါထပ်မှန်တိမ့်ပိုက်လို့သွားခဲ့ဖြစ်တဲ့ကြောင့် Quahan ရဲ့ network တွေကဒီချိန်မှာမရှိတော့နှစ်သင်းလုံးကတကယ်ကို fair ပြဖြစ်သွားပြီ ဟုတ်တယ် J တိုင်းဘက်ကိုပြန်ပြီးတော့ပဲကျွန်တော်တို့ network gap လေးရောကြလာတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့ blink cycling eagle တစ်ဖက်မှာတော့ stage ရှိရဆိုတဲ့အတွက်ကြောင့်ဘာမှတော့တိတ်အများကြီးတော့မလုပ်တော့ဘူးအဓိကတော့ Sanji Christian ကိုရေးဖို့ပဲသူ့အနေနဲ့ပြန်ပြီးတော့ focus လိုက်တယ်ဗျအရင်တော့ကတော့ကျွန်တော်တို့ဒီ player တွေဆိုတာ4-2 brotherhood တွေနဲ့ချစ်ခင်ကြခဲ့တယ်ဆိုရင်လည်း land down ထဲမှာတော့ဒီຢာတွေကတော့မရှိတော့ဘူးဗျ enemy ပဲเนาะ enemy ပဲ this is the enemy ပဲလုံးဝကျွန်တော်တို့ဒါချရမယ်ဆိုတဲ့ပုံစံတစ်ခုမှဖြစ်နေပြီကဲဆိုတော့ကျွန်တော် make က Tara ကိုတော့နှစ်သင်းလုံးအနေနဲ့ယူဖို့တကြိုးစားနေရဲဆိုမှလည်းဒီနားမှာပဲဗတဲ့ဆိုင်နေရဆိုတဲ့အရာတွေတွားပြီးတော့ထွေးရတယ်ဗျလေဂိမ်းမိနစ်ပိုင်းခြားတွေတော်တော်လေးကိုကြာအောင်မယ်ဆိုရင်တော့ဒီ stick ကပြအားတွေဒီ magical outpush ဖြစ်တယ်ပြီးသွားရင်ကူးရောင်းအရာသူ့ရဲ့ spell ကိုအားကိုးပြီးတော့ဆော့ရတဲ့ hero တစ်ကောင်ဖြစ်တဲ့ကြောင့် Curry လောက်တော့ဖြစ်ကြလဲဆက်ဖြစ်လို့မရအောင် ပြောရဆိုရင် speedy light we တောက်လျှောက်သူပေးထားရကျွန်တော်ခွန်နေနဲ့တော့သူ drone လေးနဲ့ပဲပြန်ပြီးတော့ forward ထားသေးတယ်ဗျအဲ့တော့ Samji ရှင်မှာတော့ ultimate တော့မရှိတော့ဘူးဒီအချိန်မှာ J တိုင်းအနေနဲ့ surprise attacking လေးတစ်ခုများဖန်တီးခြင်းမလားဆိုတော့စောင့်ကြည့်ရမယ်ဗျ backup တွေလွတ်ထွက်နေတဲ့ blink နဲ့ Sanji ဒီအချိန်တော့တော်တော်လေးတော့အနေရများနေပြီ J တိုင်းဘက်က backup တွေကလုံးဝညီရယ်နော် တကယ်ကို migration found dance ပြီးသွားမယ်ဆိုရင်တော့ purify မရှိတဲ့ကောင်တွေကတေးမှာပဲဗျအကုန်လုံးဝင်တိုင်းမှာဘာပြီးတော့ကျွန်တော်ဒီ 5 man sticky found တစ်ခုအနေနဲ့ J တိုင်းနေသွားပြီးတော့ကြည်ထားသေးတယ်6 minute ရှိနေပြီနှစ်သိန်းတော့ hero က2-1နဲ့9ကောင်တော့မပြည့်သေးဘူးတော့ battery တောက်လျှောက်ဆိုင်နေဆိုပေမဲ့လေဒီ support ပါဝင်နေရဆိုတဲ့အခါတစ်ခုမှာဒီ flower တဲ့ oasis တွေနဲ့ hero ကမပေးရဘူးဆိုတဲ့အရာတော်တော်လေးကိုစကားပြောတယ်ဒီချိန်မှာပြန်ပြီးတော့ Lina ဆွဲခေါ်သွားတယ်ဒါပေမဲ့ blink ဖြစ်နေတယ်ဗျတေးမှာမဟုတ် blink နဲ့လျော်ကျွန်သွားခဲ့သေးတယ်တစ်ဖက်ကနေပြီးတော့ stage တဲ့ program တွေဝင်သွားရင်အနေထားတစ်ခုမှာတော့ YG ပြန်ပြီးတော့ဟိုးသွားပါသေးတယ်တို့ရင်ုံလဲသွားပြီးတော့ဒီ spare gas တွေကပေးလိုက်လို့မရဘူးဗျရင်အနေနဲ့အဲ့လိုမျိုးရှေ့ front line ထဲမှာကောင်းကောင်းရှိနေဆိုရင်တစ်ချိန်တန်ကြာရင်တော့ blink ရဲ့ဒါ guiding wheel နဲ့ wee ဆိုပြန်ပြီးတော့ forward သွားတဲ့ပုံစံမျိုးလေးကိုတော့တွေ့နေရတယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေကျွန်တော်တို့တောက်လျှောက်ဆိုလို့ဖြစ်နေရဆိုတော့ J တိုင်းအနေနဲ့အဲ့လိုမျိုးရင်အရင်ဆုံးတိတ်တောင်းလုပ်ဖို့အတွက်ကတော့တော်တော်လေးကိုတော့ဂယူတော့စိုက်နေရဗျ ကဲလောလောဆယ်မှာတော့ Intex ကိုတော့3တောက်လျှောက်လိုက်ပြီး short ပေးထားသေးတယ်ဗျတော်တော်နေချက်ရှိတယ်အဲ့တော့တစ်ဖက်ကကြံခဲ့ ready power မဲ့ခန်းကတခုမှ stand ပေးလို့ရတယ်ဆိုမှလည်းဝင်လာပြီးဟမ် retreat ပေါက်တယ်ဆိုမှလည်း Yuri ပဲရသွားပြီဗျတစ်ဖက်မှာလည်း Curry ပြစ်ချက်တဲ့ Belina တောင်းသွားပြီ Michael Stein ဝေးပေးထားသေးတယ်ဆိုမှလည်း Curry ပြစ်တဲ့ damage ခုံမှာထပ်တောင်းသွားနေဘယ်သူမှပဲ generate ခိုင်းတဲ့ခုမှာတော့ပြန်လဲပြီးတော့ follower လိုက် damage to Intex ပြန်လဲပြီးတော့ Default Terra Justice တောင်းဝေးတဲ့သူပဲ Hiroki ထပ်မှန်ပြီးတော့တောင်းသွားဆို Yuri 5v1 saturation မှာ double KD ပါ Sanji လက်ထက်ကိုပေးရလိုက်ရပြီပဲဖြစ်ပါတယ် တော့ objective ရသွားရဲဆိုရင်မလို့တစ်ဖက်ကနေပြီးတော့ Gladios budget ဗတဲ့ objective လေးတွေဗတဲ့ setup လေးတော်တော်လေးကို smooth ဖြစ်သွားတယ်ဆိုတော့အချိန်ကာလတစ်ခုမှာတော့ 5 man wiping out ဆိုတဲ့အနေအထားတစ်ခုအထိကိုပါချက်တိုင်းဆက်လက်ပြီးတော့ပေးလိုက်ရတယ်ဗျ Gladios အနေနဲ့ law
objective ကိုလုံးဝ first ဒီ mega tower အကျော်လေးအထွက်ပဲသူချက်ချင်းတန်းပြီးတော့ရှင်းလိုက်တာဗျာ retribution ကိုစပဲအကုန်သုံးပြီးတော့ပေါက်လိုက်ရတယ်ဗျာ Yuri ကတစ်ဖက်မှာလည်းကျော်ဒီဟန်အနေနဲ့သူ့ရဲ့ဒီ migration violence ကပြီးတော့ immune လုပ်ပြီးတော့ပောက်ခဲ့ဆိုပေမဲ့ Tetronic ချက်ဝင်သွားတဲ့အခါမှာသူ့ရဲ့ damage output အရာတစ်ဖက်က Sanji တို့စီကိုသွားပြီးတော့မထိသွားခဲ့ဘူးအဲ့တော့ Sanji လွတ်နေတဲ့အခါမှာ free hit အနေနဲ့ပြစ်ခဲ့တဲ့အရာကိုကျော် Lina နဲ့ခံလိုက်ရတယ် Lina အစောကြီး down သွားတဲ့အခါမှာသူဒီ damage ပေးဖို့အတွက်ဒေါ်လေးခက်ခဲသွားတယ် Jungle လာလည်းဒီ low ကိုပဲ focus ထားနေရတယ်အဲ့တော့ goal lane stick ကလွတ်သွားတယ်အဲ့ stick ကိုဘယ်သူလိုက်ထိန်းနေရလဲဆိုတော့တစ်ဖက်ကဒီရင်းအနေနဲ့လိုက်ပြီးတော့ထိန်းနေတာ dark way တွေ demonic force တွေဗျာ passive အရာတွေကောင် blade တစ်ခါခေါင်းနဲ့ passive တစ်ခါတိုက်လို့ရတယ်ဆိုပုံစံဖြစ်သွားတယ်ခြေတိုင်းအနေနဲ့စိတ်လွတ်ကိုလို့ဗတဲ့ဆိုင်လို့မရတဲ့ပုံစံမျိုးတော့သွားပြီးတော့တွေ့နေရရဗျာဒါနှစ်သိန်းလုံးအနေနဲ့ကလည်းသူတို့ mind game တွေရော mechanic တွေရောတောက်လျှောက်စုဆိုလို့တော့ပြိုင်ဆိုင်နေရခုနက Heli ပြောသလိုပဲ Samji အနေနဲ့ကလုံးဝ free hit ဖြစ်သွားတဲ့အချိန်မှာခြေတိုင်းအတွက်ကတော့ဘလုံးကဗတဲ့ဆိုင်လို့အတွက်ကတော့မကောင်းဘူးဗျာပြီးတော့နောက်ကနေပြီး blink အနေနဲ့ Medita ဖြစ်နေတဲ့အလျောက် hero nature အရလုံးမို့တောက်လျှောက်စုဆိုလို့ counter attacking လုပ်ဖို့ movement speed ကအပြည့်အဝပါလာပြီးသား cycling eagle guiding wing ရဲ့အကောင်းဆုံး impact တွေကိုတော့ YG ရှိတော့ blink တဲဆောင်လာတဲ့အတူပဲတစ်ဖက်ကနေပြီးခြေတိုင်းအနေနဲ့သူတို့ရဲ့လောလောဆယ်ပေးဆက်ထားရတယ်ဆိုတော့ game number 1ရဲ့ရှုံးကျွေးကိုတော့ game number 2မှာပြန်လည်ပြီးတော့ဆက်နိုင်ဖို့အတွက်နည်းနည်းလေးတော့အလှမ်းတော့ဝေးနေရဗျာ Hiroki 2 စစ်နဲ့ Now of Cup ကိုရောင် Gladiators ကပြန်လည်ပြီးတော့ဥဆောင်လိုက်ပြီခုနကပတဲ့ဆိုင်တဲ့အခါမှာ Sanji က Switch Turn နဲ့ဆိုင်တာဒါပေမဲ့တစ်ဖက်က Stage စီမှာ Holy Crystal မှာပါသေးဘူးဗျာ Holy Crystal အခုမှပြီးတာအဲ့တော့ Magical Outpost ပြောနေမထပ်ပြီးတော့ရင်းဂျားရောရောက်နေဗျာ ဝင်ခေါ်ဖို့တဲ့ Blade တော့ရှိတယ်ဒါပေမဲ့ရင်းတန်းပြီးတော့ down သွားပြီဗျာတစ်ဖက်ကလည်း Throne ရောအကုန်လုံးပြန်ပြီးတော့ထိန်းထားသေးတယ် Sanji ပြတဲ့ damage မှာ Stage တော်တော်လေးတော့သွေးတော့ကိုင်းသွားပြီဗျာကူရောရပြန်ပန်းမယ်ဆိုမှလည်းခွန် Speedy လိုက်ဦးမှာ down သွားပြီတစ်ဖက်မှာလည်း Flower တဲ့ OC Effect တန်းနေတဲ့အခါမှာ Yuri ပြန်လည်းပြေးဖို့တဲ့လမ်းကြောင်းချနေသေးတယ်ဆိုတဲ့အခါမှာ Blade Suck လေးနဲ့ပဲလွမြောက်ခွင့်ရရှိပါသေးတယ်မပြီးသေးဘူး Blink ကတောက်လျှောက်ဆိုလို့လိုက်ချင်နေသေးတယ်အဓိကခုနက Samji က၄ယောက်တစ်ယောက်တွေပါ face to face ပါလောကခါပြီးတော့ပြစ်သွားခဲ့ရဗျာအဲ့ချိန်မှာလည်းခွန်က back line ထဲမှာ2 man ထိန်းထားခဲ့တယ်အကယ်၍ဂျတိုင်းသာအဲ့ဂျေတိုင်းသာခုနလိုမျိုးကျွန်တော်ခွန်ထိန်းထားတဲ့အချိန်မှာ back line က2ယောက်စီလို့ဆိုတော့သူတို့ရောက်ခဲ့မယ်ဆိုရင်တော့ကျင်းစီဘောက်ကိုဗတဲကအလှည့်ပြောင်းဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဒီရောက် Samji ကရှေ့မှာကောင်းကောင်းထိန်းထားနိုင်ခဲ့တာဗျာကရီးဖြစ်နေရဆိုတော့လေခွန်ကသွားပြီးတော့ကြည့်လို့မရဘူးဗျာနော်ပြန်ပစ်တာဆိုတာ Spinning Light ဝှဖွင့်ပြီးတော့နော်302လုံးဝ KD ရလေတကယ်ကိုကောင်းနေရဲ့ဘေးနားမှာလေ backup အနေနဲ့ကလေ Blink က Guiding Wing နေ Cycling Eagle နေပြတ်ခေါ်နေသေးတာ Dot Flow တဲ့ OC Effect ကလည်းတက်သေးရဲ့နောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာဒီ Rose Gold တွေပါလာမယ်ဆိုရင်တော့ပိုဆိုးမှာဗျာရှီးတွေတပြုံးနဲ့တေကန်ဒီမှာတခါလေး finishing လုပ်ဖို့တော်တော်လေးခက်ခဲမှာ Magical Output တွေများနေကြော်ပြောသူပဲ Yuri တကောင်နေနဲ့က physical damage ပေးဖို့တော့မလုံလောက်ဘူးဗျာသူဒီ objective ကိုလည်း focus ထားနေရတယ်ဟန်ဝင်လာတဲ့ migration violence dance ကိုလည်းဒီထားနေရဆိုရင်အနေနဲ့ကလည်းလိုက်ပြီးတော့ကြည့်နေရဗျာဒီတိုင်ကကျွန်တော်အမှန်တိုင်းပြောရင်ဗတဲ့ဆိုင်မှုတော်တော်လေးခက်ခဲနေပြီတစ်ဖက်ကကျွန်တော်ရောင် Gladiators ဘက်က9ယောက်လုံးကိုကြည့်မှရမှာခိုင်စီကလည်း Viper Crystal နဲ့တောက်လျှောက်ဆိုလို့ပုံတန်းမိတွေပေးနေတယ်ဒီအချိန်မှာတော့ယင်း front line နဲ့မှာကောင်းကောင်းပြီးတောင်းထားသေးတယ် Blink နဲ့ Guide Win hand တစ်ဖက်မှာတော့ Shower တွေ့ရှိသွားပြီဗျာ Migration Violent Dance တွေကျွန်တော်မခွန်အရင်ဆုံးတော့ပေးလိုက်ရတယ်ယင်းကောင်းကောင်း initiate ထားတဲ့ဂျားထဲမှာ Jidine 4 man 4 bubble အတွက်ကတော့အချိန်လုံလောက်ပါမလား Yuri အနေနဲ့ပြန်ပြီးတော့ Sash ထွက်ထားတဲ့ဂျားထဲမှာ Blink တောက်လျှောက်ဆိုလို့ line နေနဲ့မခိုင်စီ Viper Crystal နဲ့ to stage ကိုပါ UI နဲ့ Jidine 3 man မှာလောက်ကိုတော့ဒီအချိန်မှာပေးဆက်လိုက်ရပြန်ပြီဗျာတော့လေရပါပြီဗျာ respawn time 18 second အနည်းဆုံးခွန်ပြန်ထွက်လာမယ်ဒါပေမဲ့ mid lane မှာရှိနေတဲ့ second tower တလို့တော့ Sanji ပြအားနဲ့တူပဲ inner tower သိမ်းမဲ့လို့သွားလို့ Mega Tower မှာထပ်ပြီးတော့တိုက်ဖို့ကြိုးစားနေရဗျာ Yuri Lina တယောက်ပေါက်ပြီးပဲ migration နောက်မှာပြန်ပြီးတော့ပဲဒီခိုးပြီးတော့ပေးလာသေးရဆိုရင်တော့ crit တကောင်တော့ဖြည့်ရှင်းလို့ပြီးသွားပြီဗျာဒါပေမဲ့အိုး flow အိုးစစ်လေးနဲ့နော်ကဲတာဆိုတာနော်ကျွန်တော်တော့ပဲဒီ law တော့အောင်လမ်းမှာတက်လာပြီဗျာဒီ law ကို defend ဖို့အတွက်ဂျေတိုင်း chance တစ်ခုတော့ရှိနေသေးတယ်ဒါပေမဲ့ career တော်တော်ဖြစ်နေပြီနော် career တော်တော်ပြစ်နေပြီနော်ဖြစ်လဲဖြစ်နေပြီပြစ်လဲဖြစ်နေပြီ now get 5k goal လေးနဲ့ရောင် Gladiators တစ်ပတ်ကနေပြီးဂျေတိုင်းကိုအခွင့်အလမ်းတွေကိုတော်တော်များများမပေးထားဘူးဗျာ stage နေနဲ့022နဲ့ဒီအချိန်မှာတော့တစ်ဖက်ကကျွန်တော်တို့ဒီ back line နဲ့ hero တွေကိုသူ့ရဲ့ poke damage တွေပေးဖို့အတွက်ကတော့နိုင်ငံခက်ခဲနေတဲ့ပုံစံမျိုးကိုတွေ့ရတယ် intense နေနဲ့ခုနကရင်တော့အောင်မြင်စွာဒါသူ့ရဲ့တော်တော်လေး chance တွေပါနေဖြတ်ထားနိုင်ခဲ့တဲ့ခန္ဓာလေးတွေရှိခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာ Samji တောက်ချောက်ဆိုလို့ပေးနေတဲ့ follower damage တွေနဲ့တူရင်တစ်ဖက်ကနေပြီးတော့ကျွန်တော် intense ကိုတော့ take down ထပ်ပြီးတော့ယာဝါပြန်ပြီး 4v5 high ground defense တစ်ခုကိုတော့ကြည့်ရပါဦးမယ်ဗျာ online မမတောင်တောင် grow ကြီးမရှိတော့တဲ့ကာလာတစ်ခုမှာတော့ 4v5 ကမလွယ်ဘူးထင်တယ်နော်အောင်လည်းမတက်လာ low free နဲ့တူပဲ mega dot တစ်လုံး side lane မှာတော့ခွင့်ပြုလိုက်ရပြီမင်းမတက်လာ super minion wave အပေါ်မှာလည်းတက်ပြီး wave တက်လာအောင်မှာတခါတည်း YG တန်းတော့မယ်ဗျာဟုတ်တယ် Domia 4တောက်ချောက်ပေးနေကြတယ် motivation 3 man ပြန်ပြီး control right ဆိုမှခွန်ကောင်းမွန်တော့ထိန်းထားသေးတယ်ဒါပေမဲ့တစ်ဖက်ကနေပြီး Sanji tower only taken low နေတဲ့နေတာတစ်ခုမှာတော့ခွန်အရင်ဆုံးပေးလိုက်ရသေးတယ်ဗျာ stage တောက်ချောက်ဆိုလို့ခွန် dash damage တွေပေးနေရဆိုရင် Kaizi ပုတ် damage တွေကပို့ပြီးတော့ထိရောက်နေခဲ့သေးရဲ့ဗျာ free wave တွေပြီးသွားပြီနော်ဒါပေမဲ့အပေါ်မှာထပ်တက်လာမယ် wave တွေရှိသေးရဲ့ဗျာ respawn time က A တက်ပြန်ထွက်လာပြီ 3v5 saturation W evacuate လိုက်ပေးလာသေးရဆိုမလဲ intense ရဲ့ Tetronic ချက်တစ်ခုတော့ကြံရှိနေသေးဆိုတော့ migration ပြန်ပေးတာ stand up Tetronic ချက်ဟာထိတ်တောက်ခံလိုက်ရဆိုမလဲ Cree okay ကျန်တဲ့ကောင်မ Sanji အကုန်လုံးရိုက်ခွဲနေနေပဲ Best of this series game number 2ပါ YG Yango Gladiators အနိုင်ရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ်